ကျွန်တော်တို့ကဘာမြေကြီးဟာယူဝပြည်သားဘောတရားကိုချိုးဖောက်နေတဲ့နေရာတွေလျှို့ဝှက်စမ်းကြဲတဲ့နေရာတွေများစွာရှိပါတယ်အဲ့ဒါတွေကတော့ခြိုက်ဝမ်းတွေတောင်တန်းတွေရေကန်တွေနဲ့ဒဲကန်နာရတွေထဲမှာဖြစ်ပါတယ်အဲ့ဒါတွေကကျွန်တော်တို့မျက်စိအာရုံကိုလှည့်စားနေတာလားဒါမှမဟုတ်တကယ်ရှိတဲ့အစစ်မှန်နေရာတွေကဆိုတာသိရအောင်ဒီနေ့ဗီဒီယိုမှာတော့လျှို့ဝှက်စမ်းကြဲတဲ့နေရာတွေများစွာရှိတဲ့တဲကမှအချို့ကိုပေါ်ပြပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်တမိုင်းနဲ့စိတ်ဝင်စားစရာအကြောင်းအရာများတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို follow လုပ်ထားကြပါအောင်နော်အိန္ဒိယနိုင်ငံမှာရှိတဲ့တန်လိုက်တောင်ကုန်းလိုက်တာပြည်တော်စုကနေကီလိုမီတာ30ခန့်အကွာမှာရှိတဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းဝေးပြေးလမ်းမကြီးပေါ်မှာဆွဲငင်အောင်ကိုဆန့်ကျင်နေတဲ့လူတောင်းတဲ့လမ်းပိုင်းတစ်ခုရှိပါတယ်အဲ့ဒါကိုတန်လိုက်တောင်ကုန်းလို့လူသိများပါတယ်ဒီရမထူထားတဲ့မော်တော်ကားတွေဟာသူတို့ဘာသာသူတို့တောင်ကုန်းပုံကိုလိမ့်သွားပုံရတဲ့နေရာဖြစ်ပါတယ်ဆယ်စုနှစ်များစွာခီးသွားတွေကိုဇေဝေဇဝါဖြစ်စေပြီးဖျော်ဖြေမှုပေးတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်ပထမတစ်ချက်ကြည့်လိုက်ရင်လမ်းရဲ့ဆောင်ဟာတောင်များစီကိုမြင့်တက်နေပုံရပါတယ်ကားတွေမော်တော်ဆိုင်ကယ်တွေနဲ့ရေပြင်ပေါ်မှာလောင်းချထားတဲ့ရေတွေတောင်မှတောင်ကုန်းပေါ်ကိုရွေ့လျားနေပုံရပါတယ်ဒေသခံတွေကဒီနေရာကိုစက်ငင်အားတောင်ကုန်းလို့ဟိုးရင်ကြာမြင့်စွာကလေးကရည်ညွှန်းပြောဆိုခဲ့ကြပါတယ်ခီးသွားတွေကမော်တော်ကားတွေကိုစက်ငင်အားနဲ့ဆန့်ကျင်ပြီးဆက်ယူနိုင်လောက်အောင်ပုံကွက်နေတဲ့တန်လိုက်အားတွေကြောင့်ထင်ကြီးပေးကြပါတယ်နီးနားမှာရှိတဲ့အခြေစိုက်စခန်းတစ်ခုကိုလဲပတ်နေတဲ့အိန္ဒိယလေတပ်ကတော့ပုံမှန်မဟုတ်တဲ့တန်လိုက်အခြေအနေတစ်ခုအကြောင်းကိုလေရင်မှုတွေကိုသတိပေးပြီးဒီနေရာရဲ့လျှို့ဝှက်စမ်းကြံမှုကိုပုံမစိတ်ဝင်စားစေပါတယ်တကယ်တမ်းမှာတော့ရှင်းလင်းချက်ကပိုရိုးရှင်းပြီးအမြင်အာရုံတက်တက်ပဲဖြစ်ပါတယ်တန်လိုက်တောင်ကုန်းဟာကမ္ဘာကလူသိများတဲ့စက်ငင်အားတောင်ကုန်းတွေထဲကတစ်ခုဖြစ်ပြီးပတ်ဝန်းကျင်မြေပြင်ဂရတီရဲ့ပြောင်းပြန်လှန်မှုရဲ့အမှားယွင်းမှုကိုဖန်တီးပေးတာပဲဖြစ်ပါတယ်မိုးကုတ်ဆက်ဝိုင်းဟာမုံဝါးနေပြီးတိပင်နေနဲ့တောင်ဆောင်တွေလိုတဘာဝယူညွှန်းမှတ်တွေဟာအလားတူတောင်းတွေမှာစောင်းနေတာကြောင့်လူရဲ့မျက်လုံးကဘယ်ဟာကအနှိမ့်လဲဘယ်ဟာကအမြင့်လဲဆိုတာကိုမှားယွင်းစွာဆုံးဖြတ်ကြပါတယ်ရလက်အနေနဲ့ကတော့ဂုံစင်းတောင်ဆောင်ဟာတောင်ကုန်းတစ်ခုလိုဖြစ်နေပြီးစွမ်းငင်အားပြောင်းပြန်ဖြစ်သွားတယ်လို့ထင်ရပါတယ်စစ်တမ်းကောက်ယူတဲ့ကိရိယာတွေကလမ်းဟာအင်ဂျင်မြစ်ဘက်ကိုတဖြည်းဖြည်းနှိမ့်ဆင်းသွားတယ်ဆိုတာကိုသိပြုခဲ့ပြီးကားတွေဟာတန်လိုက်အားကြောင့်မဟုတ်ပဲကမ္ဘာစွမ်းငင်အားဆက်ကွင်းကဆွဲယူသွားတာကြောင့်တဘာဝအတိုင်းရှေ့ကိုလိမ့်သွားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာတကယ်ကိုထူးခြားတယ်လို့ခန်းစားရဆဲဖြစ်ပါတယ်ဒီတော့လုပ်ငန်းအာဏာပိုင်တွေကဒီလျှို့ဝှက်စမ်းကြံမှုကိုအာရုံစိုက်ကတန်လိုက်တောင်ကုန်းစွမ်းငင်အားစမ်းကျင်တော့ဖြစ်စဉ်မှုရေးသားထားတဲ့လမ်းဘေးဆိုင်ပုတ်တွေတောင်မှစိုက်ထူလိုက်ကြပါသေးတယ်လာရောက်လည်းပဲကြသူတွေကစိတ်တုပ်ထားတဲ့အမတ်တော်တင်သူတို့ရဲ့ကားတွေကိုရက်ပြီးဒီရာကိုဖလီထားလိုက်ရင်ကားတွေဟာတနာရီကိုကီလိုမီတာ30ဒါမှမဟုတ်20ကီလိုမီတာနှုန်းနဲ့တောင်ကုန်းပေါ်ကိုနောက်ပြန်ယူလျားနေတာကိုကြည့်ရှုခြင်းနဲ့ကိုစမ်းသက်လေ့ရှိကြပါတယ်မိုးဆက်ဝိုင်းဓမ္မမို့ဒေါင်းလက်ရည်ညွှန်းချက်ချင်းချင်းလင်းလင်းမရှိပဲလေ့ကျင့်ထားတဲ့စောကြီးသူတွေကတော့အမြင့်ကိုမှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်အဲ့ဒါအပြင်ကနေဒါဂျပန်အမေရိကန်နိုင်ငံတွေမှာရှိတဲ့အခြားလျှို့ဝှက်စမ်းကြဲတဲ့နေရာတွေကလည်းဒီနည်းတိုင်းပဲရှင်းပြပြီးအားလုံးဟာအမြင်အာရုံကျိုးသက်ရောက်မှုကြတာဖြစ်ပေါ်လာစေခြင်းဖြစ်ပါတယ်